အဲ့ဒီအချိန်မှာအဖိုးတယောက်ဟာမြေးလေးကိုလက်ဆွဲပြီးကျမတို့ဆိုင်ရှိကဖြတ်သွားတယ်မြေးလေးကချိုတာတစ်ခုခုစားခြင်းလို့အော်ဟစ်ပူစာနေခဲ့တယ်အဖိုးကစွန်ပလွန်သီးထည့်ထားတဲ့ကောင်းကင်မုတ်တစ်ခုဝဲပြီးကလေးကိုပေးလိုက်တဲ့ကလေးကတကိုက်ကြီးကိုက်စားလိုက်ပြီးပါဇက်အပြည့်နဲ့ဝါနေခဲ့တယ်မျိုးချပြီးတာနဲ့အဖိုးရဲ့အင်ဂျီစာကိုဆွဲထားပြီးထပ်စားခြင်းသေးတယ်လို့ပူစာတော့တယ်အဖိုးကိုယ်တိုင်လည်းမြည်ကြည့်လိုက်ပြီးချက်ချင်းအံ့ဩသွားခဲ့တယ်လက်ရာကတကယ်ကောင်းတယ်လို့ချီးကျူးပြီးမုံဆယ်ခုတန်းဝယ်သွားခဲ့တယ်အဖွားကိုလည်းမြည်ခိုင်းမယ်လို့ပြောသွားတာကြောင့်ကျမစိတ်ထဲမှာအားတက်သွားခဲ့တယ်ပထမဆုံးရောင်းရပြီးတဲ့နောက်လူတွေတဖြည်းဖြည်းပိုများလာတယ်။လယ်သမားတွေကရိုးသားကြတယ်ကောင်းတာဆိုကောင်းတယ်လို့ပုံဝင်လင်းလင်းပြောတတ်ကြတယ်တယောက်ကပြောနောက်တယောက်ကကြားနဲ့သတင်းကမြင်မြင်ပြန့်သွားခဲ့တယ်နှစ်နာရီတောင်မပြည့်သေးခင်ကျမယူလာတဲ့မုံတဝက်ကျော်ရောင်းထွက်သွားခဲ့တယ်။ငွေစည်းတွေကအိတ်ထဲကိုတပြားပြီးတပြားကျလာနေခဲ့တယ်။အဲ့ဒီအတန်ဟာဘယ်တချင်းထက်မဆိုနောင်ဝင်ချိုနေခဲ့တယ်။စိုင်သိန်းချိန်မှာငွေကိုရေတွက်ကြည့်လိုက်တော့63ပြားတီတီရခဲ့တယ်။ကုန်ကြစရိတ်ဖယ်လိုက်ရင်အသားတင်အမြက်က40ပြားကျော်တယ်ချမ်းသာတဲ့အိမ်အတွက်မများပေမဲ့ချိုမိသားစုအတွက်တော့ချိုတရွှဲ2ရက်လောက်အားကနဲ့ညီမျှနေခဲ့တဲ့ရှောင်းခွေးကပျော်လွန်းလို့အိမ်ပြန်လန်းတစ်လျှောက်ခုန်ပေါက်နေခဲ့တယ်။အမတ်ရေကျမတို့ချမ်းသာတော့မယ်လို့ပြောတော့ကျမကရေးလိုက်တယ်ဒီလောက်နဲ့တော့မချမ်းသာသေးဘူးဒါပေမဲ့စတင်မှုကောင်းတစ်ခုတော့ဖြစ်တယ်လို့ပြောလိုက်တယ်အကောင်းဆုံးတွေကနောက်မှရှိသေးတယ်ဆိုတော့ရှောင်းခွေလဲပိုပြီးအားတက်သွားခဲ့တယ်အိမ်ပြန်ရောက်တော့ရောက်ခမကရောင်းရငွေ63ပြားဆိုတာသိသွားခဲ့တယ်သူပြုံးဖို့ထိန်းထားပေမဲ့မျက်နှာပေါ်ကပျော်ရွှင်မှုကိုဖုံးကွယ်မထားနိုင်ခဲ့ဘူးတခါရောင်းကောင်းတာနဲ့မတက်နဲ့လို့ပြောပေမဲ့အတန်ထဲမှာဝမ်းသာမှုရှိနေခဲ့တယ်အမြဲတမ်းရောင်းကောင်းနိုင်မှတကယ်တော်တာလို့ဆက်ပြောခဲ့တယ်ကျမကခေါင်းညိပြီးသဘောတူလိုက်တယ်အဲ့ဒီနေ့ကစပြီးနောက်နှစ်ပတ်လုံးမိဖို့ကြောင့်ထဲမှာပဲအချိန်ကုန်ခဲ့တယ်မုန်းချက်နီးတွေကိုပိုကောင်းအောင်စမ်းသပ်နေခဲ့တာပဲလူရှိရွာနောက်ကတောင်ဆန်းရေဟာအလွန်ချုံငိမ့်ပြီးတန်ရှင်းတာကိုတွေ့ခဲ့ရတယ်။အဲ့ဒီရေနဲ့လုတ်တဲ့မုံတွေကရေရင်းရေနဲ့လုတ်တာထက်ပိုနူးညံ့ပြီးပိုမွေးလာတဲ့တောင်ပေါ်မှာပြားရည်ရိုင်းတတိချောင်းနဲ့ထင်းရှူးစေးတွေကိုလည်းရှာတွေ့ခဲ့တယ်။အဲ့ဒီပစ္စည်းတွေထည့်လိုက်တဲ့အခါမုံအရသာကပိုပြီးထူးခြားလာခဲ့တယ်။ကျမအကုန်ယူဆုံးကတော့စံရက်ပဲ15ရက်အချင်းဖောက်ပြီးဖွင့်ကြည့်လိုက်တဲ့အချိန်မှာမှုရင်းနဲ့တွေတခန်းလုံးပြည့်သွားခဲ့တဲ့ရသာကချိုပြီးနူးညံ့တဲ့ရောက်ခမတောင်မတောက်တတ်တဲ့ကြားကနှစ်ငုံလောက်မြည်ကြည့်ပြီးမစိုးဘူးလို့ပြောခဲ့တယ်။ရောက်ခမစီကမစိုးဘူးဆိုတဲ့စကားဟာချီကျူးစကားကြီးတစ်ခွန်းနဲ့တောင်တန်ဖိုးချင်းမတူဘူးအဲ့ဒီကစပြီးဈေးနေတိုင်းမိုးရွာလေတိုက်ဆိုင်ထွက်ရောင်းခဲ့တဲ့ချိုးတရွှန်ကပစ္စည်းတည်ပေးတဲ့ရှောင်းခွေကဟောက်တယ်တွေကိုကြိုးဆိုပေးတယ်ရောက်ခမတောင်မနေနိုင်ပဲစွန်ပလွန်တီးခွာတာနှမ်းလုံးလောက်တာတွေဝိုင်းကူပေးခဲ့တယ်မိသားစုဝင်တိုင်းမှာကိုယ်ပိုင်တာဝန်ရှိလာခဲ့တယ်နေ့ရက်တွေကပင်ပန်းပေမဲ့ပျော်ရွှင်စရာတွေနဲ့ပြည့်နေခဲ့တယ်တလကြာတဲ့အခါငွေသား2ကျပ်နီးပါးစုမိသွားခဲ့တယ်အဲ့ဒီသတင်းကရွာတရွာလုံးပြန်သွားခဲ့တယ်ရွာအနောက်ဘက်ကမူဆိုးမတော်ချောင်ဆိုတဲ့မျိုးသမီးတယောက်ကကျမမုံတွေကိုလာမြည်ကြည့်ခဲ့တယ်သူကချုပ်ထည်အလုပ်လုပ်ပြီးကလေး2ယောက်ကိုတယောက်တည်းပြုစုပြောထောင်နေတဲ့မျိုးသမီးတယောက်ဖြစ်တဲ့မုံမြည်ပြီးတာနဲ့ရွာဈေးမှာပဲရောင်းနေတာနှမျောစရာကြီးလို့ပြောခဲ့တယ်မျိုးထဲမှာရောင်းရင်ပိုအောင်မြင်မယ်လို့အကြံပေးခဲ့တယ်ကျမကမျိုးထဲမှာအတိမရှိကြောင်းပြောလိုက်တော့သူကတားကြီးရဲ့လက်ဖက်ရည်ဆိုင်ရှိမှနေရာပေးမယ်လို့အတိပေးခဲ့တယ်ဒါရင်မကပဲကုန်ကျန်းဝယ်ဖို့ငွေ300တောင်ချေးပေးခဲ့တယ်ကျမကျေးဇူးတင်စကားပြောတော့နောက်တစ်ချိန်ချမ်းသာလာရင်မုံလေးတွေလာပို့ဖို့ပဲလိုတယ်လို့ရေမောပြီးပြောခဲ့တယ်ဒေါ်ချောင်ရဲ့အကူအညီကြောင့်ကျမဟာမျိုးတွေကလက်ဖက်ရည်ဆိုင်ရှိမှဆိုင်ခွင့်ခွင့်ရခဲ့တယ်မျိုးကရွာနဲ့မတူဘူးလူတွေတယောက်ဝင်တယောက်ထွက်နဲ့အမြဲစီကားနေခဲ့တဲ့ချမ်းသာတဲ့လူတွေလည်းပုံများတာကြောင့်ဝယ်အားကောင်းတဲ့မုံတွေကိုခင်းပြီး4နာရီတောင်ပြည့်သေးခင်အားလုံးရောင်းကုန်သွားခဲ့တယ်ဆန်ရက်တွေကိုတော့စားတောက်ဆိုင်ပိုင်ရှင်လူဆိုတဲ့လူတယောက်ကတခါတည်းအိုးကြီးနဲ့အိုးဝယ်သွားခဲ့တယ်သူကအရက်ကိုမြည်ကြည့်ပြီးအရန်သဘောကျသွားခဲ့တယ်ဒီရက်ကိုဘာနဲ့လှုပ်ထားတာလဲဘာလို့ဒီလောက်ငွေပြီးချိုနေတာလဲလို့မေးခဲ့တယ်ကျမကတောင်ဆန်းရေဆန်နဲ့ကိုပိုင်နီလန်းကြောင်လို့ပြန်ဖြေလိုက်တယ်သူကခေါင်းညိပြီးနောက်ပိုင်းမင်းလုပ်သမျှအကုန်ယူမယ်ဈေးကိုလည်းညှိနှိုင်းလို့ရတယ်လို့ပြောခဲ့တယ်အဲ့ဒီလိုတည်ငြိမ်နဲ့ဖောက်တယ်ရလာတော့ကျမပိုပြီးယုံကြည်မှုရှိလာခဲ့တယ်နားစင်လိုအပ်တဲ့ကောင်းချင်းဆန်တကြားညိုနဲ့ကုန်ကျန်းတွေကိုပိုပြီးဝယ်ယူလာခဲ့တယ်ပြီးတော့ချို